ကြောင်ထဲရောက်တယ်ကြည့်ပုံမဲတော့ဒါကြောင်ထဲရောက်တယ်ပုံမဲအေးစင်းဝဲမှာထားကျွန်တော်လာဆိုတခုပြင်ကျွန်တော်ဟိုဘက်ပြင်မှာဒီမပြေဘူးနော်ဒါဒီဇိုင်းညာပြောပြတာကျွန်တော်တို့လုပ်ခဲ့တာဒုံးမဲလို့ကျွန်တော်တို့လုပ်ခဲ့တာဒုံးမဲလို့ငကိုတော့ဘာအကြောင်းလဲတော့ကျွန်တော်မသိဘူးကျွန်တော်တို့အင်ဂျင်နီယာချင်းပဲလုပ်တာဒီဇိုင်းပြတယ်ဆိုတာဒီကဒီပေါ်နေပြီဒီကောင်ဒီကျွန်တော်နောက်ပိုင်းကျွန်တော်လုပ်ရင်အေးစင်းဝဲမှာထားဒီတော့တလုံးနဲ့ကျွန်တော်ဆွဲသွားတယ်ကြည့်လားဘုရုံးတက်နိုင်ရင်သူက2000ပဲရှိတယ်ဗျာဆွဲသွားလဲပြဿနာသူက2000ပဲရှိတယ်ဘာလို့အေးစင်းဝဲမှာထားပိုကောင်းတယ်ကျွန်တော်ဒီပြင်းအရှိဟိုထောက်ပေါက်ပဲပြီးမှာဒီတဲ့ကိုငါမလားကိုလည်းမလားဘုရုံးတိတဲ့မစွန့်ပြီးဒီပဲလာအောင်မဟုတ်ဘူးဒါကိုနှိမ့်လိုက်ရင်ပိတ်ဖို့ပြောပြတာဟိုဘားတွေကဒီဘားတွေကတွင်းထဲရောက်တယ်ဗျာဟိုဘားကတော့ပိတ်ကြလိမ့်မယ်ဒီတော့ကပိတ်မှာတွင်းထဲရောက်တယ်ဒီဆိုဟိုအပြင်မှာဆွဲထားလိုက် emergency ဆိုပိတ်ပြီးသူထွက်သွားလို့ရတယ်သူတော့ခဏနဲ့ချက်တော့ကြောက်သွားတယ်ရပြီလားဒီလေးပြောတော့ဘာပေါ့နော်ရွှေ့နေတာပေါ့စိတ်ကြီးရရွှေ့နေတာရွှေ့တွေကောင်းတယ်အရင်တော့ကဘလို့အကြောင်းဒီလိုထားခဲ့တယ်ကျွန်တော်မသိဘူးကျွန်တော်တို့ insulin လို့ဟုတ်ကပေါ့ပါဟုတ်ဟမ်ဟုတ်ကဒီရပေါ့အေးဆိုရှိလိုက်လို့ရပါအေးဆိုပဲဒိတ်တိတန်ဆွဲထုတ်ပါနော်ဟိုကတော့ PPC ပိုင်းနဲ့ဆွဲထုတ်ပါလေ ဟိုမှာလေးဒီတိုင်းလိုက်ဘယ်လိုတိုင်းလိုက်ပါလဲရပြီလို့ဟိုကဂိတ်နေအောင်တယောက်ကြည့်လိုက်တယ်ဂိတ်လေးကြမကြကိုလေးဂိတ်လေးကြည့်ပြီးပါလားဒီမှာလည်းသုံးတယ်ဒါမှမသုံးဘူးနိုင်မယ်နော်မကြီးဒီကောက်လောက်ထားလေကြလာပြီလားမျိုးရေအကုန်လုံးဆွဲထားလားခန္ဓာအဆုံးနေဖွင့်တာလားဖွင့်တာအဆုံးနေဖွင့်တာအကုန်ဖွင့်ကျွန်တော်တို့က record လုပ်နေတာအခုအကုန်လုံးမဖွင့်လို့မသိလားအကုန်ဖူးလို့ဖွင့်ရင်စက္ကန့်ပိုင်းထဲမှာပိတ်ရဒါကျွန်တော် test လုပ်ထားတာကျွန်တော်သိရစက္ကန့်ပိုင်းထဲမှာအကုန်ပိတ်အခုရှိတယ်များအခုဖူးလို့ဆန်းနေတာဟိုဒါအကုန်လုံးဒီမှာရှိတဲ့ဟာနှစ်လိုင်းလုံးဖြတ်ချဟိုဘက်လက်ကုန်လိုက်တယ်အခု0ဖြစ်သွားပြီထုံသွားပြီအဲဆိုရင်ကျွန်တော်တို့တလားတစ်ခါဖြစ်ဖြစ် test လုပ်တင်နေဆိုတော့ဒီဟာလည်းပါတယ်အခုအရေးကြီးလို့တခုဖြစ်ခဲ့ရင်ဒီတိုင်းကြီးပိတ်လို့ပိတ်နေမပိတ်ရင်ဒီစိတ်ကတကားပြင်ရပိတ်လိုက်ပြီဟုတ်ပိတ်လိုက်တယ်ရပိတ်လိုက်ပြီဒါပြီညီပြန်ဖွင့်မယ်နော်ဒါအီးစောကနှိပ်ရင်ဒီတိုင်းလေးနှိပ်လိုက်ရင်ပြန်ဖွင့်တဲ့အခါကျရင် dry ခြင်းရှိတယ်ညားလေးပြတယ်နော်ညားပြတဲ့ပတ်ချက်မှာကျွန်တော်လက်ရမှာကန့်ချင်မဲ့လက်ရင်ကျိုးတာတွေပြုတ်တာတွေဖြစ်တယ်နော်ညားပြတဲ့ပတ်ချက်ပြန်ဖွင့်မယ်နော်မြူဘားတွေပြန်ပိတ်ပြီလားပိတ်လိုက်ဟိုဘာပိတ်လိုက်ပါပြီးအောင်ဖွင့်ပြီနော်ညားပြတဲ့ပတ်ချက်မှာတာလေးနှိပ်လိုက်ရုံနဲ့တက်သွားစရုံလိုက်ပွင့်သွားပြီပြန်ထိလာပြီတက်လာပြီနော် emergency ဆိုရင်ဒါလေးကိုနှိပ်ထားလိုက်ဘာပဲဖြစ်နှိပ်ထားလိုက်ဒီဘားတွေနောက်ဆုံးများမပိတ်ဖြစ်ရင်တော့မှရင် automatic ဒါပေမဲ့လုံးဆိုင်တော့ရှိမှာနော်လုံးဆိုင်ရှိတဲ့အနေနဲ့ emergency ဖြစ်ပြီဆိုရင်အကိုတို့ချက်နေရခြင်းဖြစ်တယ်ဟုတ်လားချက်နေပြီဒီကောင်နှိပ်မယ်ပြီးရင်တလိုင်းချင်းတွေဘာကိုဆွဲပိတ်ထားလိုက်ဘာမှဖြစ်ရအကြောင်းပြတ်ဆုံးဟုတ်ပြီနော်အဓိကအဲ့ဒါတန်းနိုင်တဲ့နေရာလေးကိုရွှေ့ထားလိုက်တို့ဟိုကဲ liquid ပြလို့အဲ့ဒီလည်း auto ပိတ်လို့ဒီချင်းဟို PDD မီရကွာအဲ့ဒါဆိုရင်သူက auto ပိတ်သွားပိတ်သွားတယ်အဲ့ကအလဲကိုကောက်အလန်းက gas ယိုနေတွေ့အလန်းမြည်မယ်ပြီးရင်ဒီမှာအဲ့ချိန်ကျ gas ယိုပြီးတော့ percentage ဘယ်လောက်ရှိလဲဆိုတော့ဒီမှာလာကြည့်အောင်ဒီ monitor မှာလာကြည့်အောင်ဒီမှာဆိုကြပါစို့ဗျာ monitor မှာကအလန်းတော့မြည်နေသေးမယ် monitor မှာ percentage ကကျသွားပြီ normal နေဒီနေသားတစ်ခုရောက်လာပြီဆိုရင်တော့အလန်းကိုဖြောက်ကျင်တယ်တော့ reset နှိပ်မှ automatic မှာပြင်မှာပြောင်းမှာခုနက reset လာနေရတော့ဒီမှာ reset ပြန်လာတော့20ချက်ဆိုရင်20အောက်မှာ20အောက်က normal ပေါ့20အထက်ဆို20အောက်တော့မှဒီမှာ normal ဆိုပြီးစာတန်းပေါ်လာမှreset ပြန်နှိပ်လို့ရမယ်နော်အဲ့ဒါကိုမနှိပ်ခင်မှာကျွန်တော်တို့ကဖြစ်နေတဲ့အပြစ်ကိုအရင်ရှားမှာနော်ရှားပြီးမှဒီကောင်ပြန်ပြီးတော့အခုပြောလိုက်အတွက်လေးရဒီတော့ဒီမသိတော့ဘူးအခုညာတော့လမ်းညာလေးနေမှာဒီမှာကျွန်တော်လည်းချိန်တော့ချိန်ပါစာရုံးလေးကိုပုံမကောင်းတာဘေးပါလေပုံမှန်ဟုတ်တယ်ပုံမှန်တော့ကျွန်တော်ဒီနားမှာကျွန်တော်တို့ဒီခုနောက်ပိုင်းဆိုရင်ကန်နေပြီးတို့ဖြစ်တာများတော့ဖြစ်တာကဟိုကောင်ကခန်းဖြစ်တာများကခန်းဖြစ်တာများဟုတ်တယ်အိုးလေးတာပြူတာနဲ့အဲ့မှာဖြစ်တာများတယ်အဲ့ကောင်တော့1 2 3နှလုံးအဲ့လိုချင်းဆို1 2 3မှာပြည့်နေပြီဆိုရင်အဲ့မှာအနက်မပြောင်းလို့ချင်းကိုဒီမှာဘာမှလုံးမရဘူးမရအဲ့တော့ခုနကပြောလို့20ဒီမှာ20ပြမှာဟုတ်တယ်20%အထက်ပေါ့20အောက်မှာကျမှ result ကိုနေလို့ရမှာဟုတ်တယ်20ကိုတော့မှ20အောက်ကိုတော့မှဒီနောက်မှာ normal ပြောင်းလို့စာရမ်းပေါ်လာဟုတ်ပြီ20အောက်ကို normal ဆိုရင်စာရမ်းပေါ်လာမှာ result ကိုနေလို့ရမှာ20အထက်မှာဆိုရင်
တော့ဘာလုပ်လို့မရဘူးဘာမှလုပ်လို့မရဘူးကိုတွက်နေတဲ့ဟာကိုအရင်သွားပြီး တို့ပြနေရပြဿနာဘယ်လိုဖြစ်ရှေ့မှာကိုမသွားလဲရေးဆိုရင်ဒီညာလေးဟုတ်တယ်မလား မလုံတာဖြစ်တာပေါ့ မလုံတယ်လိုက်ပါတယ်ခုနကအခုဆိုဒါစက်ကုန်းဖြစ်နေတယ်နောက်တော့1%ပဲလို့အခုနည်းနည်းလေးထပ်ပြီးထွက်ထားတယ်အလန့်တက် စပ်ပြဟိုရီဆိုနေတော့ အဲ့ဘယ်ဖြစ်နေ 1 number 1 ဟိုဘက်ကလုံး ဟုတ်တယ် ဟုတ်တယ် ဝင်ချင်းလို့ ဝင်ချင်းတော့ပေါ်ကြီးတွေကြပြီးတော့တရားမှဟောဖြစ်နေ အဲ့ဘယ်လိုလုပ်ရ အဲအားမဟုတ်ဘူး ဆရာကြီးဘာကရင်လည်းအစ်စ်လေးပြအောင်ပေါ့သူတို့ရေလုံးလို့ကျွန်တော်အစ်စ်လေးပြအောင် အမှန်လည်းအချီလိုက်တယ်အောက်မှာကျန်းတိုက်တယ်သိပါလေ အခုကတော့ အဲ့ဒါတို့ဟိုပြီးတော့တို့ပြန်လာတော့အခုလုံးလုပ်လိုက်ရဘာလို့ဆိုဒါဘေးကြားဖြစ်နိုင်တယ် 6ပြီမယ် ဘေးကြားဖြစ်နိုင်တယ်ဆိုတော့19ဆိုပြီး1%ချိန်မီတက်သွားနိုင်တယ် တက်တယ်လေ တက်သွားနိုင်တယ်ဆိုငါလုံးလို့မရရင်ဒုက္ခရောက်ဘူး နော်အဲ့ဒီလိုလုပ်တာအခုကျွန်တော်တို့အတင်ပြမယ်စကင်နဲ့တို့6နေတာ ကြာလို့ရတာထိတာ ပစ္စည်းတော့တင်ထားရ အဲ့မဟုတ်ဘူးလေမသိသေးဘူးလေအခုအဲ့လိုမျိုးပေါ်နေဆိုတော့ကိုရလက်တာခုမှသိရလေ ကိုလဲလိုက်ရင်တော့အဲ့ဒီဆန်တာကိုနောက်ပိုင်းအခုလိုမဖြစ်အောင်လုပ်လို့ရမယ်လေဟိုရှည်ကြတာတကောင်းလို့လားဒီပေါ်အဲ့ဒီဆန်တာပေါ်တက်တက်မှာကျွန်တော်အသေးလေးပေါ့ဗျာဆိုကြပါစို့စီပေါင်းတစ်ခုပြီးပြီစီပေါင်းတစ်ခုပြီးကော်ကုန်းဗျာဖြတ်ပြီးကျွန်တော်အလုံးပိတ်ကြအောင်ရေမကြအောင်ပေါ့မဟုတ်လေအလုံးပိတ်တော့ပြီးလုံးမယ်အောက်ချမ်းတော့ဖွင့်တာ ဝန်ချာရဲဝင်ပါပါ အောက်ချမ်းတော့ဖွင့်တာပါဗျာအခုကမွာချာလဲရှိတယ်အပေါ်ကလည်းတက်တက်ရေတက်တက်သွားကြတာသွားကြတော့အထဲမှာရေတောင်မှရေညှိတောင်ရှိတယ်အဲ့ဒီအလုံးထဲမှာရေတော့ຫນွေတောင်မှလုံးလို့ရမှာမိုးရင်းကလုံးလို့မရဘူးအခုတော့မှကျွန်တော်နေရမကြအောင်လို့ပြီးတော့ကျွန်တော်ကွန်မုန်းစစ်လေးတွေတိလာမှာအပေါ်ထိုးတင်တာနေရတော့မကြီးမကြတော့ဟိုးအရှိကိုကြော်ကြတယ် အဲ့တော့ဒီက result က နဘာနေလဲ ဒါပြောဖို့ကြံနေတယ်ဆွမ်းနာကဆိုကြပါစို့ဒါကအခုကဟောရတယ်မီလုံးမလင်းရလား မီလို့ရဘာမှမလင်းတော့ ဟမ်ကိုရင်းနေအောင်လင်းပါလေ အိုင်ဆိုလီဒါကြီးပိတ်ထား ပိတ်တာ ဘိုးလည်းပြလို့ပိတ် ပိတ်တာ အခုညာလေးနဲ့လဲပြီးလဲပေါ့ အဲ့က နော်ဘုရုံးမတစ်ချက်ပါပြီ ပြီးတော့ကိုကျော်တဲ့နံပါတ်တွေစံသာနံပါတ်တွေအကုန်လုံးသိအောင် ခုနကဟုတ်လေအဲ့ဒါကတော့စာရေးပဲလေသူလည်းမှတ်ထားလိုက်စာရေးပြီးတော့ခုနပြောတဲ့ဒီကောင်း9ချောင်းကွာဟုတ်တယ်မလား တန်းတည်ဘူး ကျွန်တော်ဆွဲပြီးတာ ပါပါဝါရက်ဆက်တာကြီးဒီစားလေးတက်တာလည်းလည်းပဲကောက်ကိုစိုးပင်နေတာဒီမလိုက်ကြပါတော့ ပြောလိုက်လေ ဘာလဲဘယ်နေကြီးလေးရတယ်မကြတက်ပြီးတာ အင်းအပြီးအဲ့ဒီကအလမ်းမမီ အခုဆိုရင်အခုခဏလေးအခုဆိုရင်သလုံးပဲချမ်းပဲဆွဲနေတယ်အခုလေးလုံးကုန်သွားပြီဘယ်မှာသွားကြည့်လိုက်ကျွန်တော်အခုတစ်လုံးတက်ထားလုံးအခုဆိုကက်ပြတ်သွားတယ်ကျွန်တော်မတက်ထားရင်အခုကက်ကကုန်သွား ဘယ်ကဒီကိုနည်းနည်းလေးကျန်နေ အခုဆိုရင်တစ်လုံးလေးပဲချမ်းပဲကျန်တော့အားလေးလို့သွား နီချိန်ဆို ဟမ် အော်ဒီနီချိန်ပါနီချိန်ပါ အခုချိန်သွားအခုအားလေးလို့သွားလေးလို့ကက်လေးလုံးကုန်သွားပြီ အဲ့ဒီကျဲကိုချိန်တာ အခုတစ်လုံးနဲ့ကျွန်တော်တက်ထားဘက်ကတစ်လုံးနဲ့ အဲ့ဒါအခုမင်းအဲ့ဆိုရင်အလဲဘားမှာအော်တိုထားတာပေါ့ ဟုတ်တယ်ဟုတ်လို့ထားရတာ အဲ့ဒါတို့ခုနပြောပြတယ်နော် ဒီနဲ့အော်တိုရတော့ အရင်တော့ပိတ်တာ ဒီတော့ပိတ်တာတစ်ချမ်းပဲသုံးလို့ ဆမ်းမဲ့သုံးနေ အခုကပြောပိုက်ရအကုန်လဲပြီးသွားပြီ လေလေကသေးရမဝင်နဲ့လေ ဟုတ်တယ်လေလောလောဆယ်ဟုတ်တယ်လေဟိုဒီဘက်ချမ်းက တစ်ချောင်းကောင်းလို့ ဘယ်တစ်ချောင်းကောင်းလို့ဒီက တခြားကောင်းတယ်တခြားစပယ်နဲ့ပဲပြီးအဲ့ဒီအဲ့လိုအော်တိုချင်းသွားရင်ဆိုရင်ငါတို့ကဟိုဓာကြီးကိုရပ်မနေရဘူးကွာဟုတ်တယ်မလားအဲ့တော့အဲ့ဒီညမှာငါတို့သွားလင်းလုံးနေတယ်အဲ့ဒါ ဟန်တယ်မပြောင်းလဲလူပုံစံမ အဲ့ ပြော တော့ င်း ဒီ လဲ ကဟာခုနတောင်းနေတာပြီးပြီးပြည့်ဒီကောင်တော့ပြီးပြည့်ဒီကောင်လည်းမြည်နော် ဒီပြက်တယ်ဆိုဒီလို power reset ပြန်ဖြစ်သွားတယ်ဆိုတော့စနေပြန်လာဖြစ်တယ် အဲ့နှိပ်ပြရတယ်နော်အဲ့တော့ပြီးတော့အဲ့ဒီတန်လေးတော့တရားလုပ်ပြီးတော့ဟောတော့ဆေးရုံကြောင်း ဟိုမှာသူတို့လုံးလုံး ဟုတ်အဲ့ဒါဘာလို့လဲမကြောက်လို့ဒီမှာတကယ်သူ့နေကြောင်း ဟုတ်တယ်ခဏတန်းလေးသူလေးဖြစ်နေ ဝယ်နေတာဒီလိုက် နော်ဒါပေါ်ပါတယ် ခုတက်လေးကို ဟုတ်တယ်နော်ဒါပေါ်ပါဆိုင်လေးကိုပြည့်တယ်နည်းနည်းလေးအတိုင်းပုံဆွာတဲ့ကောင်နည်းနည်းလေးပေါ်ပြည့်တယ် ဟုတ်ပါရဲ့စပီကာလေးလက်တက် တယ်ထားပါခုနဟို ဒီကောင်ရဲ့တော့ပါအောင် တော့ကျွန်တော်တွေ့တယ်ဆိုရင်ဒီထဲမှာဒီပုံမှာပေါ်ပါဘူးပေါ်ပါ အဲ့ဒီလို ဒါမှလက်ရအောင်လို့လို့လို့ ဟုတ်လေလူရမယ်သူတို့ အားပါတော့အဲ့တော့ကျွန်တော်တွေ့အန်ချီလို့နေထုတ်လိုက်တယ်ဖတ်တော့ဟောပါကင်လို့လေးနော် ဟိုအဲ့ဒီအောင် အောက်လေးက ဒီကဘာကြီးပါ ဘယ်လို မင်းမီရတော့ တော့ရှိတယ်အဲ့လိုဟုတ်တယ်တော့ ဟောတော့ဘယ်လိုဘာလို့မီရပြေးရ ဒါဒီကအိုက်တော့ရမို့ ရှင်းနေနေရ ဟုတ်ပါတယ်ရှိတယ်ကျွန် လော တော် နေပါရှိတန်တယ်တော့ရအတူတူပဲဆို အားလုံးမရှိဘူးဗျာခင်ဗျာဟောနဲ့ကတာလေးနဲ့ကျွန်တော်ပို့လိုက်တယ် ဒါရကစားနဲ့လည်းရ ဘယ်လိုရဘူးမအိမ်မှာဘာလို့လဲတော့ တွေ့တယ်ကျွန်တော်ဟိုတနေ့ကဟုတ်ပါဒီလိုတော့မှာ အိုက်ဆိုရတာ အဲ့ဒီဟုတ်တယ်ခါမတော်တော့ဘာလို့ ဒါခင်ဗျားတို့ပဲလေကခွေးသွားတာဘယ်ကမဲသူချိန်နေရမလဲ အင်ဒီကောရက်လောက်တာ အဲ့တော့ဟုတ်ပြီအဲ့တော့အဲ့ဒါလည်းဟုတ်ပြီအဲ့တော့ခုနလူ
လုံးရှိမှာဒီကတင်းနေတော့လည်းအားချောင်းအတိတယ်တင်းနေတော့တော့အပြင်ဟာကွာ ဟုတ်ကဲ့ နော်ငါးချောင်းကဒီဘက်ကဟာ ဟုတ်ဒီရစားဟိုကခွေဘေကရီရောက်ခွေအခုဒီကော6ရက်နေရပါဟိုဘက်ချမ်းချိုင်းနီဝါဘက်ကငါဒီကော3ဒီကော4 ပြည့်နေတော့စားဗျာဘယ်လို ပြက်နေတဲ့ဟာတော့ကျွန်တော်သူတို့ position တင်ခိုင်းတာအခုကနအခုပြောတဲ့19ပါးကြာနည်းနည်းဟွာဖြစ်တယ်ဆိုပြီးသူကကျွန်တော်စက်တင်ဝင်ပြီးစက်တင်ဝင်ပြီးဒီကောင်ဖြောက်နေတယ် ချောင်းဆိုတာဒီလို ခဏပေါ့တာ ဒီလိုဒီအလုံးပြတ်သွားခဏပြုတ်တာ အမဒီလိုလဲတော့ဘုံပေါ်ကျစက်တင်လည်းဝင်လာတော့ကျွန်တော်တင်မိကြတယ်ဖောက်ပြအောင်လုပ်လိုက်ပေါင်အောင်တုတ် ဟောပြောင်းလို့တာ အဲ့ ရတယ်ဟောပြောင်း အလွယ်ဆုံးဒီရော အဲ့တော့မင်းတို့ပြော အဲ့ဆိုရင်ဒီကမပြုတ်နဲ့ဒီကောင်ကခရက်ဖြစ်နေဟိုစန်တာမှာသွားပြီးတော့ဟောထုတ်တယ် အဲ့ဒါစက်တင်တော့ပြလိုက်ဒီမှာဝင်စက်တင်လက်မလားဒီ နေ အဲ့ဒါလေးကိုပြ ဟောငါဒီဘက်ကဒီ အားတပါး လေးခုဒီဘက်ကလေးခုမကြောက် တော့ တာ ပြင်ဆွဲတဲ့ဥစ္စာကြီးကိုတိပြီး ပြကြ အားစိတ်ကြပြီလား အဲ့ဒါ security ရောဝအောင်ရှင်းပြတယ်ဝိုင်းတော့ရှင်းပြ ဒီကအဲ့လိုရပါတယ် ဒီထဲမှာဘာမှတွေ့မရှိတော့ဟုတ်တာပါ နော်โอเคအားကလာပြီလား အဲ့ဒါလေရွှေ့လာတယ်ငါတို့ ဇောဝီဓာတ်ပြီးလွန်းလွန်းနေဇောဝီဓာတ်ပြီးထားလို့ ပြည်သားလို့ဆိုတာအဲ့ဒါ ဝယ်ရမှာ ပါထားတယ် ဒီစားကဘာဖြစ်ပါ့မလဲအဲ့ဒါဒီကေဟုတ်ကိစ္စကေဟုတ်ကိစ္စပြီးတဲ့ ဘာလို့နှိပ်သွားမှာ သူကငါတို့ကဘုတ်ဝင်နေရမှာ ငါတို့ GI ဝယ်ရမှာ ဘုံဝင်နေမယ်ရှိတယ် ငါပြောပြ